ဧဖရဩဝါဒစာအခန်းကြီး၄အခန်းငယ်31မှ32တိမြန်မာပြည်တန်ထဲမှာမင်္ဂလာဆိုတဲ့ဝေါ်ဟာရကိုဘလို့နဲ့တိတ်ပဲဖွင့်ထားသလဲဆိုရင်တိုးတက်ကြီးပွားကြောင်းတရားကောင်းမြတ်ခြင်းတင့်တယ်ခြင်းအသေးရှိခြင်းလို့ဆိုပါတယ်။ဒါဆိုရင်အမင်္ဂလာရှိခြင်းဆိုတာကဒါတွေနဲ့ဆန့်ကျင်ဘက်တွေပါ။ဒါကြောင့်လဲဧဖရစုဩဝါဒစာအခန်းကြီး၄အခန်းငယ်31မှ32မှာရှင်ပေါလုကခါတိနာခြင်းဒေါသစိတ်မထိန်နိုင်ခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငန်းခြင်းနဲ့အသရေဖြက်စီးခြင်းစသောမကောင်းမှုအလုံးတို့ကိုဖယ်ရှားကြလော့သင်တို့သည်တဦးကိုတဦးတနာကျင်နာခြင်းကိုချင်းစာညာတာခြင်းရှိကြလော့ဖျားသခင်သည်ခရစ်တော်၌သင်တို့ကိုခွင့်လွှတ်တော်မူတဲ့ကဲ့သို့သင်တို့သည်လည်းတဦးကိုတဦးခွင့်လွှတ်ကြလော့လို့မိန့်မာထားပါတယ်